ဒီမှာဒီကောက်ထောင်ထွက်နော်ဒီကောက်ထောင်ထွက်ပရိုက်တာသမားကားနဲ့ဝင်လာပြီးတော့မှဒီမှာဒီကောင်လှုပ်တာလူလေလာလှုပ်နေဒီမှာအကောက်ထောင်ထွက်နော်သူကိုယ်တိုင်ဝင်ခံထားပြီးသားထောင်ထွက်ပါလို့အကောက်ဒီကောင်လေးဒီကောင်ထောင်ထွက်နော်ဒီကောင်ထောင်ထွက်များများရှဲပေးရန်ကြီးမဖွင့်နဲ့ခဏလေးထားလိုက်ဟိုရက်ကွက်ကလှုပ်နေမယ်ခဏလေးရက်ကွက်ကလှုပ်နေမှာကောညထိုင်းတာဘာမှမလုပ်နဲ့ဒီကောင်မလုပ်နဲ့တခြားမေးအကောက်ထောင်ထွက်အဲ့နောက်ကခွေးသားမီးရှိုးမလုပ်တာမေးဘေးနိုင်ကူညီမှုကားနဲ့လာပြီးတော့ဒီကောင်တွေစောက်ကျင်လာရုပ်တာနော်အိမ်နာမှာကွေးအိမ်နာမှာ82လမ်းမှာစနစ်73ကြားမှာမပွင့်နဲ့ညီလေးဒီကောင်မီးထိုးထားတယ်စနစ်73 88ကြားမှာအကောင်တွေအကုန်လုံးဘယ်နှကောင်လဲမေးကြည့်လိုက်အကုန်လုံးဘယ်နှကောင်လဲမေးကြည့်လိုက်အကောကဘယ်ရတော့ကျွန်တော်ဒီပါကျွန်တော်ဒီကြားတွေကမဟုတ်လေပြဒါမှဒီဝင်းသားတွေအဲ့လိုမျိုးဟွာလောက်အောင်ကားသမားပါမယ်ညီလေးကားသမားပါခေါ်တာကားတော့ဖြုတ်တာနော်ညီလေးကားတော့သွားဖြုတ်တာကုန်လုံးသားတွေဒီလုံးသားတွေမှန်တယ်ကုန်လုံးနည်းနည်းလေးဘေးဝိုင်းရတော့ဝင်းရမေးပါဘေးညီလေးကားတော့ဖြုတ်တာကားတော့ဖြုတ်တာတော်တော်ပြီလားတေချာကြည့်တာအကောင်စောက်ခွက်ကိုတေချာကြည့်တာရိုက်ထားတယ်ဗီဒီယိုရိုက်ထားတယ်အနာကလောင်းပါလိမ့်မယ်တေချာကြုံကားရဲမှာတိုးနေမှာခွင့်ရောက်ဆုံးပြီးတော့ဓာတ်ရိုက်နေရှိတယ်ရိုက်ထားတယ်အကောင်စောက်ခွက်ကိုတေချာရိုက်တာဟိုသူတို့ကိုယ်တိုင်ဝန်ခံပြီးပြီသူတို့ထောင်ထွက်လို့ပြောတာကျမ်းမဖတ်ဘူးအားလုံးမိုင်းသူတို့ပြည်သူတွေဘာမှမလုပ်ဘူးအားလုံးမိုင်းတော့ခဏတော့အမှန်ကန်ထောင်ထွက်ကိုပရိုက်ကကာယူလာပြီးတော့မှဒီမှာတယောက်ချင်းစီလိုက်ပြီးမီးမွေးနေတာခုနကလူချလိုက်ဒီနားလည်းချဒီကောင်လေးလူပြနေအဲ့ကောင်လေးဆာရွက်အကောင်ထောင်ထွက်ဆာရွက်တွေအမှထောင်ထွက်အမှတွားခဲ့ရောက်တယ်တွားခဲ့ဒီလေးမလုပ်နဲ့ခဏလေးစောင်းလိုက်ကျမ်းမဖက်နဲ့စိတ်လိုက်မှမလုပ်ကြနဲ့အဲ့လိုဘာသာကောက်ဖန်ငါလုံးဝထောင်ထွက်တွေပါဟုတ်ပါတယ်ဟိုတော့မသူတို့ထောင်ထွက်လက်မှတ်ပါတယ်အမအကောင်လေးအမကင်တာထောင်ထွက်လက်မှတ်ပါအမထောင်ထွက်လက်မှတ်ပါတယ်အမကျမ်းမဖတ်ဘူးအမခုနကတည်းကအကောင်လေးအဲ့ pride ကားနဲ့လူပတ်ချနေတာသိလားမေလို့လားဒီမှာနော်ဒီမလေးကားနဲ့ပါ MD1 HIG 2199တော့ဒီကောင်ကဒီခဏလေးမပွင့်နဲ့ခဏလေးရှင်းမမင်းနဲ့ဟဲ့မင်းမစိမ့်နဲ့တောင်းရထိုးလို့လိုက်မလို့ခေါ်တော့အဲ့ကောင်ခေါ်လို့အမချာအကောင်ဘာလဲလားဘာလဲဒါဒီကောင်တွေခေါ်လာတဲ့ pride ကားဒီကောင်တွေခေါ်လာတာငါတော့အကားသမားအထဲဝင်သွားပြီခဏလေးရအောင်ကုန်ပွင့်ညီလေးပွင့်ကောက်တယ်ပွင့်ညီလေးကုန်ပွင့်အဲ့ဒူးပေါက်တွေရှာညီဒူးပေါက်တွေပွင့်မလုပ်ပါနဲ့တကယ်တော့အကုန်လုံးရှာဒီကောင်တွေကမီးလည်းပါတယ်ဖီကုန်လည်းပါတယ်ရှာကိုခဏကျွန်တော်ခဏလေးကျွန်တော်မီးရိုးပြလာခဏလေးမန္တန်းနဲ့တခါမန္တန်းနဲ့ဗီဒီယိုရယူလာညအဲ့နောက်ထဲရှာအကောင်တွေပါယူလာတခါရှာစနစ်73ညီလေး88တဲ့ကြားမှာစနစ်73 88တဲ့ကြားမှာဒီကောင်တွေစတဲ့တရင်ရပရိုက်တာကားနဲ့ဒီကနာရီကားလူတွေလိုက်ဖြတ်နေရလို့ပြောတာ
ကောထောင်ထွက်တွေဒီကောင်တွေဒီမှာလက်မှတ်ပါပြီးသား။အိုးဓမ္မယုံထဲမှာခေါ်လာပြီးသား၄ယောက်ရှိရယ်။ဓမ္မယုံကတော့တောက်ခတ်သွားပြီဓမ္မယုံနဲ့တခါထည့်တာအဲ့ဒီကောင်။မောအကောင်နေတက်တက်မဲ့ပြည်သူကိုသွဲဆူအောင်လာလို့တာအားလုံးတတိထားနော်ဒီကောင်တွေဒီညမီးလိုက်ရှို့မှာအကောင်တွေမီးရှို့မှာအားတော့မနာဘူးဗမာဗုဒ္ဓဘာသာဖုံးကြီးတယ်ဗမာဗုဒ္ဓဘာသာဖုံးကြီးတာမရှိပါဘူးဟိုဘက်မှာထက်ဝိုင်းနေတယ်ဟိုဘက်နောက်ထဲမှာဝင်နေတယ်နောက်ထဲအပြည့်ဒီကောင်တွေလူပြနေရနော်ဒီမှာလူတစ်ဝက်နေကဒီမှာလူတစ်ဝက်နေကအကောင်နောက်ထဲလူပြနေတာနေကမယ်ခဏလေးညီလေးတစ်ဝက်နေကအကောင်မရွက်နဲ့တစ်ဝက်နေကဒီကောင်တွေမနက်ကလွတ်ပေးလိုက်တဲ့ထောင်ထွက်တွေအကုန်လုံးတော့တမင်တိုင်းပြီးကိုမီးမွဲဖို့ဒီကောင်တွေလုံနေတာစားရတဲ့တင်းရတာဒီကောင်တွေကိုဒီမှာတော့ဒီကောင်တွေယူလာတဲ့အဲ့ဒါမနီးစလားဆိုဟွာပြေစားမနီးရဆိုတော့ဒီကောင်ဒီမှာဒီကောင်တွေကားနဲ့မှာဒီမှာအိတ်ဆက်ကြီးဒီကားနဲ့ခေါ်လာနော်နံပါတ်ပြား၄ခုတောင်ပါနော်ဒီမှာကြည့်လားအဲ့ကအများကြီးပဲနော်အကုန်ပါနော်နံပါတ်ပြားတွေကအစုံပါတာနော်ဒီကောင်တွေဒီမှာထောင်ထွက်တွေကိုခေါ်လာတာထောင်ထွက်တွေတင်လာနော်ဒီကားနဲ့ထောင်ထွက်တွေတင်လာမီးရှို့ဖို့လုပ်နေတာဒီကောင်တွေထောင်ထွက်တွေကိုတင်လာတာခဏလေးကိုညီလေးကိုအကုန်အော်ဒထိုးပြခဏကားမိလားခဏညီလေးကိုင်းနောက်တဲ့အော်ဒထိုးပြဘာတွေ့လားမတွေ့ဘူးမလားဒီကောင်တွေမှာထောင်ထွက်လက်မှတ်အကုန်ပါတယ်မရှိဘူးကိုကြည့်ပြီးသွားပြီမရှိဘူးကြည့်ပြီးသွားပြီရှိရတော့ဒီကောင်လေးကမိပါလား来ယူဆိုင်ကြဆိုတွေ့လားညီတွေ့လားအဲ့ကားတော့ဘူးကားတော့ရှိတော့ကောက်တယ်ဘာမှမရှိညီလေးဘာမှမရှိဘူးတော့ဘာမှမရှိကားတော့ဖြုတ်သိမ်းထားလိုက်ညီလေးကားတော့ဖြုတ်သိမ်းထားလိုက်ရှိရှိတော့ဘူးသိမ်းပါရှိတော့နော်ကားတော့ဖြုတ်သိမ်းထားလိုက်ဒီတကားဖွင့်ထားလိုက်ညီလေးဒီတကားတော့ဖွင့်ထားလိုက်ဒီကလာဝင်ခေါ်နေမှာဖွင့်ထားလိုက်လွင့်ထားတယ်ကိုဒီမှာနော်ဒီကောင်နေနိုင်ကားနဲ့လာပြီးတော့ပြည်သူကြားထဲဝင်လာပြီးတော့မီးရှို့ဖို့လုပ်နေတာအမဒီကောင်နေရက်ွက်တာလူဖြန့်ပြီးပြီနော်ဖြန့်ပြီးဒီကောင်တွေတစ်မျိုးလုပ်နေတာအကောင်နေမေးလိုက်ဓမ္မယုံထဲမှာနော်ဒီမှာဓမ္မယုံထဲမှာခဏလေးကျွန်တော်ပြမယ်ဘယ်ရောက်သွားအကောင်ဘယ်ရောက်သွားခဏလေးအမအဲ့တောင်းဟိုတောင်းကျွန်တော်မီးထိုးထားတယ်အမဒီမှာအကောင်ဒီမှာအကောင်အမတကောင်နော်ဒီမှာတကောင်အကောင်3ကောင်ရှိတယ်ကားထဲမှာပါတာ9ယောက်ပါတာအမအကောင်တွေဖုံးပါကားသမား message တောက်လျှောက်ပို့နေတာဒီကောင်တွေ connect လုပ်နေတာဒီမှာဖုန်းလေးသိခိုင်းနော်ဖုန်းလေးသိခိုင်းပြဟိုအဲ့တော့လမ်းပြောမှရမှာအကောင်တွေဖုန်းသိခိုင်းအကောင်တွေဖုန်းစစ်လို့ကိုမမြင်အောင်ဖုန်းလေးသိခိုင်းအဲ့တော့ဖုန်းသိခိုင်းတော့အဲ့ဒီတော့ဘာကိုလဲပို့လိုက်ရေးကြည့်ဖုန်းလေးသိခိုင်းတော့ဒီမှာအကောင်အော်ဒီကွာစစ်လာတော့ဒီကြာပြရတော့အော်ဒီကွာစစ်ပဲအဲ့ဒါကတော့ဖက်ခဲ့အ
ကိုချုပ်လာအောင်ကိုပဲ ဟုတ်တယ်တတိချိုးတက်တာ ခုနေတော့ခွဲလို့မရဘူးမေ တညလုံးမနာမနေရအောင်ဒီကောင်တွေလိုက်ပြီးပြဿနာရှာပြီးမီးထွန်းရှာနေပြဿနာမွေးနေပတ်မွေးနေတာဟိုမွေလိုက်ဒီမွေလိုက်နဲ့အမနော်သူတို့ပရိုက်တာကာနာမီအမကိစ္စနာမဟီရေးထားတယ်အမဒီကောင်ဒီစာရွက်နေမှာသူတို့ပါလာတယ်ဒီမှာဒီကဒိတ်စာရွက်လာမသိခုနသူတို့ပြောအကောင့်ဒီမှာပါတယ်ထောင်ထွက်တဲ့စာရွက်တွေပါဟုတ်တယ်အဲ့ဒါကြည့်လိုက်ကိုတစ်ချက်ကြည့်လိုက်အမတစ်စိတ်တုံးပါတယ်အဲ့တစ်စိတ်တုံးချက်ကြည့်လိုက်ဘယ်လောက်လဲရေးထားတာခဏလေးကိုခဏလေးကျွန်တော်ချက်ကြည့်လိုက်ကိုစိုးဝင်းမဟုတ်ဘူးကိုဒါမဟုတ်ခုနသူတို့စီမှာထောင်ထွက်လက်မှတ်တွေပါတယ်အကောင့်တွေထဲမှာထောင်ထွက်လက်မှတ်တွေပါတယ်ဟုတ်တယ်စစ်တော့စစ်နေသူတို့ထဲမှာစစ်တော့စစ်နေဟုတ်တယ်သူတို့ထဲမှာထောင်ထွက်လက်မှတ်ပါတယ်ပြီးတော့ဘာလဲတက်တာမို့ဗျာရွှေလို့ရှင်လဲနေကင်းမှာရွှေကြပါလားဘာလို့ဘုံညကြမှာရွှေရတယ်ထောင်ထွက်တွေကိုရွှေစရာအကြောင်းကိုမရှိတာဓမ္မယုံရှိမှထိုးတော့မှာအဲ့မှာအမဓမ္မယုံထိုးတာဟုတ်တယ်ဗျဒီကောင်ဒီထောင်သားတွေကိုညာပိုင်းဗျလူတိုက်တဲ့ချိန်မှာဘာလို့ထုတ်တာဟုတ်တယ်မလားကျွန်တော်ပြောတာအဲ့ထုတ်စရာအကြောင်းမရှိနေကင်းမှာရှင်းနေဗျထောင်ထဲထိုးလွတ်ကြိုက်တဲ့နေရာသွားလွတ်လာဟုတ်တယ်မလားဒီချိန်မှာဘာလို့ဒီကားထွက်လာထွက်စရာအကြောင်းမရှိဘူးခဏလေးဒီကောင်တွေပြောစကားမယုံနဲ့တော့နေကင်းသွားလို့ရဒီကညာပိုင်းညာကြမှာလူများအဲ့ချိန်ကျမှထွက်လာကြဘာအကြောင်းမှမရှိဘူး17ကျော်17မှထွက်လာတာဟုတ်တယ်အဲ့လိုလမ်းဆက်လိုက်ကို Pride မင်းကောင်လမ်းဆက်လိုက်ကိုညာကြလူချိန်တက်ကြမှာဒီကောင်ထွက်ကြဘာအကြောင်းမှမရှိဘူးနေကင်းဘက်အချိန်တွေအများကြီးရှိတယ်ဒီကောင်ထွက်စရာအကြောင်းမရှိဘူးနော်ညာဘက်ဝမ်ဖိုးထုတ်ထားပြီးတဲ့အချိန်ကျမှဒီကောင်တွေဥပဒေချိုးဖောက်ပြီးထွက်လာတာထောင်သားတွေခေါ်လာတာဒီကောင်တွေပြောစကားဘာမှယုံစရာအကြောင်းမရှိဘူးညာကင်းပိုင်းမှာတခေါ်ထုတ်တာနော်ဒီကောင်တွေထုတ်လာတော့မှအခြားနာရဲကြောက်ထုတ်လာမဟုတ်တော့ထောင်သားတွေထုတ်ယူလာတာထောင်ထွက်လက်မှတ်ပါဒီကောင်တွေစီမှာတခါတည်းပါပြီးသားဟိုဓမ္မယုံနဲ့လူကြီးတွေလုံးဝမယုံနဲ့လို့ပြောလိုက်အောင်နော်ညာကင်းမှာဒီကောင်တွေထွက်ကြဘာအကြောင်းမှမရှိဘူးထားလို့မင်းရဟာကိုထွက်သွားလို့ရှိအဲ့စောင့်နေလူရပုံဆုံးသွားမယ်တောင်းမျိုးလေးနဲ့မထုတ်ပါနဲ့ဟိုဒီကောင်တွေညတွေကဟိုနာပတ်ချလိုက်ဒီနာပတ်ချလိုက်နော်ဟိုနာတမော်ဒီဒီမာတမော်ဒီနဲ့လူတွေကမြင်နေတယ်ဒီကောင်တွေဟိုပုံလိုက်ဒီပုံလိုက်ပုံနေတာအဲ့လိုပတ်ပြေးနေတာမို့ဒီကောင်လုံးဝမယုံခိုင်းနဲ့သိလားပေါ်တော့ဝမ်ဖိုးထုတ်ထားတာဗျာ10နာရီကျော်17နာရီထိုးတော့မယ်ဘာကြောင့်မို့ဒီကားထွက်လာလဲဒီချိန်မှထွက်ကြဘာကြောင့်မှမရှိဘူး Pride ကားဟိုနာရဲကုညီမိုးကားမို့ထွက်မယ်ဆိုတညလုံးထွက်လို့ရတမန်ကင်းလုံးထွက်လို့ရဟုတ်တယ်မလားတညနေလုံးထွက်လို့ရတယ်အခုချိန်မှထွက်လာပြီးထောင်သားခေါ်လာတာလိုကားတွေတွေ့ရင်ကုန်သားဟိုပြီးတော့ထောင်သားတွေခေါ်လာနော်ကျွန်တော်ပြောနာရဲကုညီမိုးကြောင်းမလို့တခြားနာရဲမို့လို့ခေါ်လာဆိုကိစ္စရှိရရတယ်ဘာမှမလက်ခံပြီးခေါ်လာတဲ့ဟာထောင်သားဘာမှယုံရအကြောင်းမရှိဘူးဟုတ်တယ်အန်ကယ်လို့ညီလေးရက်ကွက်မှာလမ်း80စနစ်73မှာညရဲဒီကောင်တွေကိုမြင်လိုက်တယ်ဟိုပါနောက်ကစစ်ကား2စီးနဲ့812ဘိန်း2စီးကိုဒီကောင်တွေစီတင်သွားတာဒီကောင်တွေတိုင်းပြည်မီးရှို့ဖို့လုပ်နေတာနော်ညီလေးကိုလူကိုစီကြတော့လူစိမ်းဝင်လာမယ်နော်ကြည့်လားရက်ကွက်တဲ့လူစိမ်းဝင်မခံနဲ့ပြန်ညပြည်သူ့ဆန္ဒဆိုရင်အကောင်သေးတာကြာပြီမုံအောင်ဖြစ်သွားပြီ
ထဲခေါ်ว่าအမြန်လို့အာ ဒီတော့ငါပြောတဲ့ကောင်လည်းလုံးဝထောင်သားပဲ အခုလည်းဒီမှာရေးတာတွေ့လားသူတို့မိတဲ့လူတွေဒီမှာတွေ့လားဒီနေ့လည်းတွေ့မဟုတ်ဒီနေ့ဒီမှာတွေ့လားကျွန်တော် comment တွေရေးပေးတာဒီနေ့လည်းမိတဲ့ဟာမန်းလေးထဲမှာမိတာထောင်သားတွေကြီးပဲလားအဲ့ဒါဘာဒီညထဲမှာဒီကောင်တွေထွက်နေတာဟုတ်တယ်မလားထုတ်ကြအကြောင်းမရှိနေရာတိုင်းမှာမိတာထောင်သားတွေပဲထောင်သားတွေညပိုင်းမထုတ်တာလေဒီကမဲ့ဘာလို့ထုတ်မသွားတာဟုတ်တယ်မလား pride ကိုင်းနဲ့လှုပ်ရှားလုပ်ပြီးသွားတာအဲ့တော့ဒီကောင်တွေယုံစရာအကြောင်းမရှိဘူးဒီကသူတို့ကားရ pride အတင်းနာမယ်ဒီမှာကိစ္စနာမနီတို့ရေးတာဒီမှာလူမှုကွန်ရက်ကအဲ့ထဲမှာဒီကိုပါတဲ့ကနံပါတ်ပြနော်ခုနချက်လောက်ပါနော်ဒီကောင်တွေအမျိုးလောက်ထားတာဒီမှာဒီကားတော့သူတို့ဘယ်မှာသူတို့မသိဘူးကိုတားတွေဒီကောင်တွေယူပြီးတော့မှအခွင့်ကောင်းယူပြီးသုံးတာဒါပေမဲ့ရော9ရက်ချင်းလောက်ပါဒါတားရလို့ဒါရပဲဒီလိုမောင်းစလင်းလည်းပါအချိန်နဲ့မောင်းလာတာစလင်းလည်းလာသေးစလင်းလည်းလာတယ်ဒီကောင်တွေအဲ့လိုပတ်သွားတာဒီလားခုနကလည်းကျွန်တော်ပြောနိုင်ကူညာဟိုဘက်ကအတန်ကြားတယ်လို့ပြောနေအောင်အဲ့ကောင်တွေအဲ့လိုနောက်ပြီးလူချပြီးထွက်သွားတာဟို pride ကားဆိုနေကင်းမိုင်းသွားဗျာတော့မလားလူပို့မှာဆိုကြိုက်တဲ့ချိန်ပို့ဒီအချိန်ညမှာဘယ်ပို့မှာဟုတ်တယ်မလားဝမ်ပို့ထုတ်တာပြီးသွားပြီဗျာဘယ်ပို့မှာကားသမားကိုအဓိကမေးကိုအဲ့ကားသမားအကောင်ကွန်တက်လုပ်နေဘယ်ကောင်နဲ့ကွန်တက်လုပ်နေမသိဘူးဒီနေ့မန်းလေးတစ်မျိုးလုံးနေရာနဲ့သူတို့လူတွေပဲချတာနော်ဘယ်ရဲလာမှနဲ့စောက်လို့ရှုပ်လို့ပြီးရဲလည်းပြန်လွတ်မှာရဲလည်းဒီကောင်တွေပြန်လွတ်မှာပြန်လွတ်လာပြန်မီးမွေးမှာလူဘာဝရဲ့ပြည်သူကြတော့ဝမ်ပို့ထုတ်ထားပြီးတော့ဒီကောင်တွေကြတော့အမှလှုပ်ချင်တိုင်းလှုပ်ပြီးတော့မှညပိုင်းကျမှလူစိုးတခိုးထောင်သားတွေထုတ်ကြလာတာရိုက်ခွဲလို့ဒီကောင်တွေခေါ်သွားတာမြန်လို့ရေလူတွေကအုပ်လိုက်ရတားလာတာကောင်းကမီးရှိုးပြမှာညာပိုင်းကြမှာဗျာဘာကိစ္စကြောင့်ဒီထောင်သားတွေတင်လာပြီးကားရင်လိုက်ချနေရလဲပြီးတော့မိတဲ့နေရာတိုင်းမှာလဲထောင်သားတွေပဲမိတာဗျမအဘူးရဲ့စိတ်ချဒီကောင်တွေကိုရဲလဲအဲ့လဲပြန်လွတ်ပေးမှာပြန်လွတ်ပေးမီးပြန်မွေးမှာဒီကောင်တွေကြိတ်တဲ့တညံနေအကောင်တွေပြစ်သွားမှာအဲ့ဒီလူအဲ့ကားတွေကိုထက်လာပြီးတော့မှဒီကောင်တွေလူလိုက်ဖြတ်နာနေမှာမန်းလေးတစ်မျိုးလုံးခုနာချဒီနာချနဲ့
ပြီးတော့じゃ pride လောက်တာပါလို့ပြောတာပြီးတော့ pride လောက်ပြီးလူမှုလိုက်ပို့တာလေပြောဘာကိစ္စကြောင့်လာပို့တာဒီချိန်ကျမှတမန်ကင်းလုံးပို့လို့ရတညနေလုံးပို့လို့ရကားထဲမှာဘာမှမရှိတော့အကုန်ယူပြီးသွားပြီသလားဘာမှမရှိတော့ မီးဝင်နေတော့ပါရဲ့ အနာကောင်နဲ့လန်ပြီးသွားပြီကိုမရှိတော့ဘာမှမပေါ့အနာကောင်လန်ကြည့်ပြီးသွားပြီကျွန်တော် brighter မင်းကောင်စောင့်နေရဗျဒါသူတို့ brighter အသင်္ကားလို့ပြောလို့ကြတော့အဲ့ကောင်းမနဲ့ကအဲ့လိုပြောလို့အဲ့ brighter အသင်္ကားဆိုကျွန်တော်ခဏစောင့်နေရဓမ္မယုံထဲမှာအကောင်ကြီးဓမ္မယုံထဲမှာဟိုတောင်းမှာထိုင်နေဟိုဘက်တောင်းမှာအဲ့ကြီးအမြင်နဲ့ဒီမှာကျွန်တော်ပြမယ်ဒီမှာအမထိုင်နေအမထိုင်နေအကောင်အဲ့ဟိုအနောက်မှာအဲ့ကြီးအမြင်နဲ့ထိုင်နေကောင်အမထိုင်ပြီးမင်းနာဒီကောင်လေးလိန်ပါပဲအဲ့မှာထိုင်နေတော့ဟိုတောင်းမှာထိုင်နေတော့ဟိုတောင်းမှာအဲ့ကြီးဒီမှာထိုင်နေတော့အဲ့ဒီပလင်နာမှာအမတော့ဒီကောင်မှာနှစ်ကောင်အဲ့တော့ဟိုဘက်တောင်းမှာအဲ့ကြီးဝါနဲ့ဘေးမှာတကောင်အမမင်းကနှစ်ကောင်အမဘုံညက်စားတဲ့ဒီဓမ္မယုံထဲမှာသူဝင်ဘယ်ကနေဘလို့ရောက်နေကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်ကားရက်ခိုင်းပြီးတော့မှဒီကောင်လေးထုတ်တော့ခါကျတော့အဲ့ထဲရောက်နေကျွန်တော်လိုက်အစားထဲမှာရှိတယ်အမထောင်ထွက်တယ်ညောင်ပိုင်းကျမှဟို brighter ကားနဲ့ခေါ်ထုတ်လာပြီးတော့လူပါလာဟွာတာဟိုကောင်မလားဟိုကလားအဲ့တော့မှအဲ့တိုင်တော့မှကိုတိုင်တော့မှထိုင်နေနှစ်ကောင်ရဟိုဘက်မှာဟိုမှာအင်ဂျင်နီနဲ့ကောင်အမတကောင်ဒီဘက်လူအုပ်ရှိမှထိုင်နေကောင်နှစ်ကောင်ရှိတယ်။အားကြောင့်ပြောထုတ်ပေးလိုက်လို့ပြောကြိုက်တော့ပလိုက်မယ်ရှုပ်လို့တော့လိုက်ရှုပ်တယ်ရဲလာကနေပြန်တက်လာအောင်မသိလားပြန်ထွက်လာအောင်မစောက်တရားရှုပ်တယ်ရဲလည်းပြည်သူလက်ထက်လာလိုက်ကြားတစ်ချက်စော်ပေးလိုက်မယ်စော်မှာပဲဒုက္ခပေးတဲ့ကောင်ဟိုတမျိုးလုံးမိတဲ့နေရာတိုင်းလည်းဗျထောင်ထွက်တွေပဲမိတာတစ်ချိန်တည်းတညာတနေရာလေးမိနေတာဘာလို့ပုံညာချမ်းကဒီကားတွေထွက်လာဟုတ်တယ်မလားကောက်ဖက်နေတာကျွန်တော်တို့ကဘာလို့ဖက်နေတာလဲကြည့်ဟုတ်တယ်ဖက်တယ်လက်သုံးချောင်းဖက်လက်သုံးချောင်းဘာလို့ကိုချုံချောင်းနေတာဆိုင်နေမဲ့ခွေသွားတွေ့လားတွေ့တယ်ဆိုင်နေမဲ့ခွေသွားနော်အပိုင်းလိုက်မယ်အကောင်အမအဲ့ပလင်ဘေးမှာထိုင်နေတာတကောင်ရဲ့ဟိုးတောင်းမှာငိုတို့ထိုင်နေအဖြူများကောင်အမကျွန်တော်ခဏလေးဇွန်းဆွဲပြမယ်ဒီမှာဟိုမှာငိုးနေတာဟုတ်တယ်အမေအမအဲ့ကောင်အမအဲ့အင်ဂျင်ဖြူများကောင်အမအဲ့ဒီကောင်အနီနဲ့ကောင်အမေအဲ့အနီနဲ့ကောင်အဲ့ကောင်လည်းပါနော်ဒီဘက်တောင်းမှာကောင်တော့ဟိုဘက်တောင်းမှာရှိသေးတယ်ဟိုဘက်တောင်းမှာရှိသေးတယ်၄ယောက်လေ4ယောက်ကားသမားခုနကမတွေ့လာဘူးကားသမားအဲ့ထဲကောင်4ယောက်ပဲတွေ့တာကားသမားလည်းအဲ့ထဲမှာရှိတယ်ကားသမားဘုံထဲမှာဒီကောင်တွေကွန်တက်လုံနေဒီဘက်မှာရောတညာတော့မန်းလေးအမျိုးနဲ့အကောင်တွေလိုက်ချနေတာလူလိုက်ခွဲနေတာဒါလည်းမပြီးသေးဘူးကြံသေးတယ်နော်လားဒါမပြီးသေးဘူးကြံသေးတယ်လုံမှဒီကောင်ကြီးလုံမှကြည့်ရကြံသေးတယ်ကောင်တော့ကြံသေးတယ်လားချင်းညီနေတာအကောင်တွေပြောစကားမယုံနဲ့လို့ပြောလိုက်ကိုကောင်တွေတေအောင်မေးအမှန်တိုင်းမပြောရင်တေအောင်ရိုက်တော့မလားရဲလာတယ်ဗျအမှန်နဲ့ပြည်သူလာဟိုရဲလာပျောက်သွားမှာမနှောက်ပျောက်သွားအမအဲ့ကောင်ကားသမားမေးနေတော့ပြောမှာကားသမားမေးအကောင်ကွန်တက်လောက်တာအဓိကအကောင်ထောင်သားတွေခေါ်လာပြီးတော့ကားသမားကွန်တက်လောက်တာသိလားအကောင်အဓိကမေးအကောင်လိန်အကောင်တေအောင်တတ်ဒီကဖုန်းကြီးပါဖုန်းကြီးနာမောဟိုဘက်ဒီဘက်ဆရာတော်ဘေးနာတိုင်နာမှာကွယ်နေအဲ့ကားအနောက်ခန်းထဲမှာ3အောင်ဗျာကားသမားတယောက်4ယောက်
ဟိုနေရာနဲ့မိနေတဲ့နေရာဗျာကြည့်တဲ့ထောင်သားကြီးပဲမိဟုတ်တယ်မလားဘာမှယုံကြည်တာအကြောင်းမရှိ ဒီနေလုံးတွေလွတ်ထားတာပဲ ဟာညာပိုင်းကျမှလူတွေလွတ်ပြီးလှုပ်ရှားနေ ဟုတ်ကဲ့တော့ ထောင်ဆွေးရဆိုရင်မနေ့ကပြောရဟုတ်တယ်မလား ဒီကတော့လာသွားဒီကားနဲ့ဒီကားတော့လာသွားပြီ ခုနကကျွန်တော်ဟိုဘက်လာရောတွေ့ရတယ် ဒီလက်စီကဟိုအကျုံးထဲဝင်သွားခုနကတည်းကအတင်းကား6စီးနေတယ်အတင်းကား6စီးနေတည်းရတယ်ကျောင်းစီတာတစ်စီးပဲမိတယ်ငါဓာတ်သိကြံသေးတယ်အကျန်တဲ့ဟာတွေတိုက်ပြတာမှာဒီမှာကျွန်တော်ထဲမှာရေးထားလူတွေအခုသူတို့ဟိုဘက်တခြားနေရာမှာမိရောပြောတာမိရတဲ့ထောင်သားကြီးပဲဆိုတော့ညာဝင်းရောကြမှာဒီကောင်ဘာလို့ထွက်တာလဲဟုတ်တယ်မလားပြည်သူဝမ်ဖို့တို့ကဒီကောင်ထုတ်ကြအောင်မရှိထောင်သားတွေပြဟုတ်တယ်မလားဟုတ်ကျောင်းစီအဲ့ဒါကောင်လည်းကျောင်းစီဒီမှာတော့ရှိနေတာသုံးချက်လို့လိုက်ကျွေးမောအကောင်နဲ့အမကတ်တာဒီမှာကျွန်တော်ပြကျွန်တော်ဆုံးရမယ်အရှိထုတ်ပေးပါလို့ဒီမှာမထုတ်ပေးဘူးအကောင်တွေဆွဲတာတမယုံဆွဲတာကျွန်တော်ထုတ်ခိုင်းနေတာထုတ်မပေးဘူးလိုက်လွှင့်တယ်နော်ရိုက်တပ်ပလိုက်မှာဒီလုတ်ပေးပါဝိုင်းတမ်းမယ်အကောင်လေးရဲမကောင်နဲ့ရဲလက်မနဲ့ကိုရဲလုံးဝမဟုတ်ဘူးနော်အဲ့ဒီမှာအကောင်တွေရဲလက်မဟုတ်ဘူးအကောင်တွေထောင်ထွက်လက်မပါတယ်လောလာဦး ဟိုခဏလေးကျွန်တော်ရက်ွက်တဲ့တစ်ချက်လက်ကြည့်လိုက်မယ်ရဲပြန်လို့ပါသင်္ကားမအနဲ့တော့ကိုရဲတဲ့လုံးဝမအနဲ့ရဲပြန်လို့မှာလုံးဝအမကန်နဲ့ကိုဒီရက်ထွက်လာရဲလာလည်းမကန့်နဲ့ရဲလာလေကိုလုံးဝမအပ်နဲ့နော်ဒီလားဘာမှမထူဒီကောင်တွေပြန်ထွက်လာမှာပဲဒီလားဘာမှမထူတစ်ကြိမ်တည်းတိတ်ညံနေဒီကောင်တွေလုံးဝမထွက်နဲ့ရဲလာအထိုင်းလာလည်းပါရိုက်ပဲဟုတ်ရဲပြီးမှမဟုတ်ဘူးကားသမားကိုတေချာမေးသီးလားကိုမေးကကားသမားတေချာမေးကကျွန်တော်ပြန်ဘူးနော်ပြန်ဘူးနော်ရဲပါလို့ပြန်ဘူးနော်တက်အမရဲရကတော့ထိုင်ရပါဘူးကိုရက်ကွက်ကိုပြန်ကြည့်အောင်တော့နောက်ထဲဝင်လာအောင်မယ်ဒီကောင်တွေလူဖြတ်နေတော့ကိုရက်ကွက်ကိုပြန်ကြည့်အောင်ကိုရက်ကွက်ကိုပြန်ကြည့်အောင်ရေကိုရက်ကွက်ကိုပြန်ကြည့်အောင်တော့နောက်ကနေဝင်နေရှင်းငင်းနေရင်နောက်ကဝင်သွားမယ်ဒီကောင်တွေလုံမှာရုံမှာလူလစ်တာနဲ့ဒီကောင်တွေရုံမှာတရင်ကြတာမီးရှိုးမှာတော့တရင်ကြတာနော်အားလုံးပါတယ်ဒီမှာစောင်းစီးကြတယ်ဟုတ်တယ်ကျွန်တော်ကမိပါအမှုမိပါလေဟုတ်လားအတင်းကဘလို့သုံးချလို့ဘသူကသုံးချလို့ဟုတ်တယ်အဲ့ဒါမေးလေ6စီးပါတယ်6စီးအားလုံးအတင်းကဘလို့အသုံးချလို့အတင်းကဘလို့ပေးရလို့အဲ့လိုမျိုးရှိတယ်ဟိုအတင်းပေးလဲညပိုင်းဘာလို့ဒီကောင်တွေရွှေ့တော့ဘယ်ဒေသကိုပို့မှာဟုတ်တယ်မလားတရင်ဒီက6စီးရတယ်ခဏဘယ်ဒေသမှာပို့စရာမရှိဒီကောင်တွေညပိုင်းမနေ့ကမှပို့ဟောအမေသားနဲ့6စီးနော်အမေသားနဲ့6စီးတာဟိုကျန်တဲ့နေရာကိုနေရာကိုကြည့်ကြနော်ကိုရက်ကွက်ကိုကြည့်လာကြဟုတ်တယ်ခွေးဘလူးပါသေးတယ်ဟိုဘက်မှာခုနပြောခွေးဘလူးပါလို့ပြောဟုတ်တယ်ခွေးဘလူးကစောကြီးကစားရတော့ဒီအသေးရောက်စားရတော့ခွေးဘလူးပါသေးတယ်လို့ပြောတယ်ခွေးဘလူးကဟိုကလောက်က9နာရီကျော်လောက်ကခွေးဘလူးစီးမာလာဟိုဖြတ်လာတာခွေးဘလူးကစောကြီးတယ်ဟုတ်တယ်ခွေးဘလူးကစောကြီး9နာရီခွဲအကောင်လွတ်သွားလားမလာလို့မရတော့ဘူးတညလို့ဒီကောင်နေမီးပတ်မွေးနေမှာအခုဒီနိုင်မကွာနဲ့လုံးဝရဲလက်မနဲ့ရဲလာလေရဲလက်မအဲ့ဘူးလို့ရဲနဲ့စစ်လက်တဲ့အဲ့လန်သွားပြီရဲလာလေအမခံပေးရဆိုပြန်လွတ်မှာဘာမှမထူဘူးကိုသူတို့လွတ်ပေးကြလို့လွတ်ပေးလိုက်တာညာချင်းပြန်လွတ်လိုက်မယ်ညာချင်းပြန်လွတ်မှာရဲဆိုသူတို့ရုံးလုံးပြောတော့ခုတော့ပါပြည်သူရဲဆိုတာလည်းမရှိပြည်သူစစ်ဆိုတာလည်းမရှိဘာမှမရှိဘူးပြည်သူရဲလည်းမရှိပြည်သူစစ်လည်းမရှိဟိုကြည့်လိုက်လေပြည်သူတော့နှိမ်နာပြီးတော့144မထုံနဲ့ညာမထွက်ရမိန်နဲ့ဘာလို့ရရထွက်တာမိလိုက်လေမန်းလေးတစ်မျိုးလုံးအခုမိနေရတယ်တနေ့ရလောက်အကုန်လုံးမိရတယ်ထောင်သားတွေကြီးပဲမိတာကျိုးတော့ပဲမိလောင်နေရလို့ပြောရင်နော်ပြောတယ်နော်ဒီ
ကဘာလို့ထုတ်ပြရလဲမေးရမှာ ဟုတ်တယ်ဘောအတင်းသားလုံးဝမုံတော့ထောင်ထွက်လက်မပါတော့ ကျွန်တော်တို့ဟို Pride အတင်းက Pride ဒီကျွန်တော်အောင်မြင်သာစံ Pride အတင်းကညီကိုတွေစောင့်နေသူတို့အတင်းကလူဟုတ်မဟုတ်ကျွန်တော်အတီးပြုနိုင်ဖို့အတွက်စောင့်နေရဗျကားစစ်ပြီးသွားပြီကိုဘာမှမရှိဘူးအောက်ထဲမှာလည်းဘာမှမရှိကျွန်တော်ဒီအောက်ကဒီအာနာဂရောင်းနဲ့ရှာပြီးသွားပြီလောချလာဟုတ်သူကမေးပြီမေးကြည့်ကို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 လေးပါကိုကိုအထဲဝင်လိုက်ပါလားကိုအကောင့်နဲ့မေးလိုက်ကို Pride အတင်းလို့ပြောနေတာကိုကားသမားကိုတေချာမေးကိုဆိုင်ဆေးလို့ရကားသမားစီမှာတေချာမေးကိုကားသမား information လုပ်နေဒီမှာအတင်းဖုန်းမှာအတင်းဖုန်းမှာဆက်ကြည့်လိုက်ဟုတ်ဘူးအဲ့ဒါလေဒီကောင်တွေအဓိကလှုပ်ရှားတာပဲကိုဘာမှမဟုတ်ဘူးအဓိကကားသမားကိုမေးရမှာဒီလားကိုကားသမားကွန်တက်လုပ်တာဒီလားကားသမားကွန်တက်လုပ်နေကျွန်တော်တို့ဖမ်းမိတဲ့အချိန်မှာဒီကောင်ကားရခိုင်းတဲ့အချိန်မှာဒီကောင်ကွန်တက်လုပ်နေစတေကာတွေကအခုမှဒီကောင်တွေမှာတွေ့လားဒီမှာဒီကောင်တွေအခုမှအစ်စ်တွေကတ်ထားတာဒီမှာကြီးဒီမှာကြီးဖုန်းနံပါတ်တွေလည်းဒီမှာတွေ့လားအစ်စ်တွေကတ်တာအခုမှအစ်စ်တွေနော်ဟုတ်မတွေ့လားအစ်စ်ကွာဒါဟောင်းဒါနေပါရင်တို့ရဒီမှာဒါအစ်စ်ဒါအစ်စ်ဒီမှာဒါတွေအခုမှကတ်ထားတာဒီမှာတွေ့လားဒီမှာဒီဖုန်းတွေအခုမှအစ်စ်ကတ်ထားတာဒီမှာလူနာမည်တွေအခုမှနော်ဒါကြီးဟုတ်တယ်ဒီမှာအစ်စ်တွေကတ်ထားတာဒီကောင်တွေအဲစာတွေအစားအစ်စ်တွေကတ်ထားတာဒီမှာအခုမှအစ်စ်တွေကတ်ထားဒီမှာဟုတ်တယ်ပြည်သူရဲဆိုတာမရှိဘူးခေါင်းတွေအကုန်လုံးရိုက်တတ်ပြင်မှာပြည်သူဘက်မှလည်းမရှိဘူးဟာသတင်းတော့မှာဟုတ်ခေါ်ဘာမှရှောင်းဘာနဲ့ကျေမော့တော့ရိုက်ချိုးပြရမှာခုမှကပ်ပြီးတော့ဒီမှာရေးလာတယ်ဟာလေဟုတ်တယ်ခုမှကပ်ပြီးရေးလာဒါပေမဲ့ဒီတညလုံးဒီကောင်တွေပို့တာမဟုတ်ဘူးနော်ဒီကားကို3-4ဘက်ကျွန်တော်တို့မြင်ပြီးသွားပြီ3-4ဘက်မြင်ပြီးမှအခုဒါနောက်ဆုံးအပတ်ကျမှကျွန်တော်တို့သူတို့ဒါရက်ခိုင်းတာဒီမှာဒါတွေခုမှကပ်ထားတဲ့အသေးတွေဒီမှာဒါရခုမှကတ်ဒါတွေကတော့ပြီးတာရှင်ဟောကျွန်တော်ပြမယ်အကောင့်တွေဒီမှာဟောတောင်းမှာအမှထောင်သားတွေဒီမှာကျွန်တော်စစ်ပြီးသွားပြီသူတို့စီမှာထောင်တွဲလက်မှတ်တွေပါလာတယ်ဒီမှာမရောက်လာလူဒီမှာအမှထောင်တွဲလက်မှတ်တွေပါလာတယ်ဒီမှာအကောင်တွေအမှအဲ့ဒီမှာ2ကောင်ပါတယ်ဒီဘက်မှာကောင်ပါဒီဘက်မှာကောင်အဲ့ကားဆရာပဲအဲ့တိုင်ကွယ်နေတာအဲ့ကောင်အဲ့တိုင်ကွယ်နေတာဘုံကြီးနားမှာအဲ့ဘုံကြီးဒီဘက်တွေတိုင်ပေးမှာကိုအဲ့ကောင်မေးတာကားဆရာအဲ့ကောင်ကွန်တက်လုပ်နေဒီမှာဒီလေဒီတဲ့အကောင်လုံးဝမထုတ်ခံနဲ့နော်ရဲလက်မအပ်နဲ့နော်မအပ်နဲ့လောက်ရဲလက်မအပ်နဲ့ကိုရဲလက်မအပ်ဘူးစစ်တက်လက်မအပ်ဘူးအကောင်ရိုက်တတ်မှာတမန်အနောက်ကြည့်အောင်နော်ဒီရတဲ့ကျုံးအရှိနေရကက်ရက်ဆိုတော့ဒီကောင်တွေခုနလေးနေအဲ့ဒီကျွန်တော်တို့10နိုင်ခွဲလောက်ကနေပြီးတော့12ဘိန်းနဲ့ဟိုတင်သွားတာစီးပေးပါတင်သွားတာ12ဘိန်း2စီးရနောက်ကအဲ့စစ်ကားရနောက်ကစစ်ကား2စီးပါအလဲကနေနာရုပ်ကုညူကာ1စီးပါတယ်ကားစရာလည်းတေးကြတယ်သူတို့လူပဲနေမှာသူတို့ကွန်တက်လုပ်နေတာ
ရဲနဲ့အတန်မျိုးသူဖြစ်မှာပါလို့ အဲ့ကြောင့်ကျွန်တော်ပြောကားရက်ခိုင်းကျွန်တော်တို့လက်ထဲမှာမိနေတယ်ဘာလို့ဖို့တားကြလဲလို့ တနင်္ဂနွေလုံးတွေ တေရိုက်တက်ပလိုက်မှာ တနင်္ဂနွေလုံးတွေပညာပေးလာပြီးသွားပြီ ဘာရဲလည်းမအပ်ကြမလို့ကျွန်တော်လည်းမအပ်ဘူး လုံးပြန်မမားတယ်အများကြီးမားတယ်အဲ့ကိမော ကျွန်တော်တို့မိရတော့ကားထဲမှာတခါလေသူတို့လာတားလို့ကျွန်တော်ပြောရက်ခွဲပလိုက်မှာ အဲ့လိုလို့ရဲလာတော့လေခဏလေးပြန်လို့မှာ အဲ့ဒါပဲကျွန်တော်ပြောအဲ့ဒါပြောရလေ ရဲလားခေါ်တော့မှာဒါပဲယူကွက်လာနေတော့မှာ ရဲဒီချိန်မလာရဲဘူးရဲ ရင်းနဲ့လည်းမှန်တယ်အမီနဲ့လာပါတော့လား အဲ့ဒါလေဒီလေဘုရားဒီဘုရားရပြီလက်မျိုးနဲ့ပါရမစားလိုက်ဆောင်းအောင်လည်းပြောခွေးခွေးရောပေါ့ပုံခွေးမရောလောက်ကြီးကျွန်တော်မကြောက်ရည်လို့သူကတိုင်းဝဲတောင်သွား ပြည်သူကဒီကောင်တွေလှုပ်ဖို့အသင့်ပဲလူပါဝါညာပိုင်းညမှာ144ထုတ်တာပြည်သူကြလည်းမထွက်ရဆိုပြီးတော့ဒီကောင်တွေလှုပ်တဲ့နေရာတိုင်းတစ်ခုမှတရားဝင်တာမရှိဘူး ပြေးပြီလေဘာလဲပြေးပြီ ဟိုဘက်ကလည်းပြေးပြီညီလေးဟိုဘက်တဲ့ချက်ကြည့်တော့ဟိုဘက်ကိုပြေးကုန်ပြီဟိုမှာဟိုကျုံးရှိဘက်ကိုပြေးညလူခဏလေးမခွဲနဲ့ခဏလေးဒီမှာလူခဏဆောင်လိုက်ဟိုဘက်မှာလည်းထွက်ပြေးတယ်ဟိုဘက်ကျုံးရှိကိုသွားဟိုဘက်ထက်ကိုလိုက်ဟိုဘက်လိုက်အဲ့ဘက်လိုက်ဆနလန်းထက်ကလိုက်ဆနလန်းထက်ကလိုက်ဆနလန်း80ထက်ကလိုက်ဆနလန်း80ထက်ကိုသွားပါဆနလန်း80ထက်ကို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 ကထက်ကိုကထက်ကိုက ဒီကောင်เนี่ยနေရာနဲ့သူတို့လူကိုပတ်ချပြီးပြီဗျစော်ကြီးကဒီကောင်တွေပတ်ပြီးတော့မှလူလိုက်ချနိုင်ကားနဲ့လိုက်ချနေတာဒီကောင်တွေ8နိုင်နောက်ပိုင်းအကုန်လောက်တာတရက်ကွက်လုံးထောက်ပဲပြီးတော့တီးနေကြတာဗျခဏလေးလူငိန်သွားလိုက်ဒီကောင်တွေပြန်လှည့်လိုက်ခဏလေးလူငိန်သွားလိုက်ဒီကောင်တွေပြန်လှည့်လိုက်အဲ့လိုလှည့်နေတာစလုံးနေရစားဒီကောင်တွေအခုမှအစ်စ်ရေးလာဗျကျန်တဲ့အဟောင်းတွေပါတယ်အဲ့မှန်ဘေးမှာကတ်လာတဲ့ဟာတွေဆိုလို့ရှိရင်ဒီနေ့မှအစ်စ်ရေးလာတာအဲ့စတစ်ကာတွေကစားဟိုဘက်ရှေ့ကျွန်တော်တို့ driver မောင်းတဲ့ဘေးအောင် spare မောင်းတဲ့တော့ spare ထိုင်တဲ့ဘေးရဟာစတစ်ကာတွေကအခုမှအစ်စ်တွေဖုန်းနံပါတ်တွေကလည်းအစ်စ်တွေတခုမှလည်းအဟုတ်တွေမပါဘူးဗျဟိုဖုန်းနံပါတ်တွေလည်းအဟုတ်တခုမှမပါဘူးအဲ့ရှေ့မှာကြည့်လိုက်ကိုအဲ့မှန်နေမှာကြည့်လိုက်ဟိုကျွန်တော်ခေါင်းနှစ်ဖူးစီးမှာလေကြည့်လိုက်ကိုအကောင်နေအကောင်အစ်စ်တွေပဲအခုမှကတ်ထားတွေ့လားအိုကျုံးရှိပြေးကုန်ပြီဒီဘက်မှာထမ်းမိရတယ်နော်ဒီဘက်မှာထမ်းမိရလို့ပြောတယ်ကျွန်တော်ရှေ့ကိုလိုက်ပြမယ်ခဏလေးကျွန်တော်ရှေ့ကိုလိုက်ပြမယ်ခဏလေးကျွန်တော်ရှေ့ကိုလိုက်ပြမယ်ခဏလေးဘယ်မှာလဲဟိုဘက်မှာလား14လမ်းမှာထပ်မိရပြောနော်14လမ်းထပ်မိရလို့ပြောရနော်အဲ့ဒါပဲကြည့်ရမှာပြည်သူမားတော့သူတို့မားလားလို့စောက်ပါဝါနေဟိုမှာ14လမ်းမှာထပ်မိရလို့ပြောကြည့်ရမှာကြည့်လိုက်မှာ14လမ်းမှာထပ်မိရပြောတယ်ဒီဘက်မှာရဲတွေရှိရနော်ဒီမှာကြည့်လိုက်အဲ့ကျုံတော့မှာရဲတွေရှိရမှာအမရှိနေပြီးတော့မှမင်းမဲဇယိုက်ဆန်ဆန်နဲ့မှာခွေးတွေတခင်းလိုကြောက်ခွေးတွေမှာငုတ်တော့ထိုင်နေပြည်သူကာကွယ်ဖို့မို့အကောင်တွေကအမပြည်သူကာကွယ်တဲ့ကောင်မို့အကောင်တွေခွေးတွေဒီမှာကျွန်တော်ပြမယ်ဒီမှာ
ဒီမှာ14လမ်းမှာထပ်မိရပြောနော်အခုဒီဘက်ကမခွဲနေဘူးဒီလားကြောက်ရက်ွက်တယ်လူမခွဲလူကွဲဝမ်းနောက်ထပ်ဝင်သွားမယ်ကိုနေရကိုရက်ွက်ကိုယူရအောင်အစရတဲ့ဒီကောင်တွေလူဖြန့်ပြီးပြီဒီလားရှင်းတိုင်းနောက်ပိုင်းပတ်နေရဗျာလူတွေကအကုန်လုံးတိနေကြတာဒီမှာအကုန်လုံးဟိုနာတိလာဒီနာတိလာဆိုဒီကောင်တွေပျောက်သွားတာလူလိုက်ဖြန့်ပြီးွားဒီကောင်တွေကားတယ်အဲ့ကြောင့်ဓမ္မယုံနဲ့ကောင်လုံးဝမလွတ်ပင်အဲ့ကောင်တရားမေးလို့ပြောတာလူကိုဖြတ်ရင်တော့တို့ကျွန်တော်တို့ရောပြီးတော့ပါပြီးတော့လုံးမှကြောက်ဟုတ်တယ်ဒီရှိုးကိုကြံနေကြ14လက်မှာထပ်ပြီးတော့မှမိသွားပြီပြောနော်ကျွန်တော်ခုနဒီဘက်ကဓမ္မယုံနဲ့ထပ်ပြပြီမယ်ဟုတ်တယ်ကိုဒီဘက်ကားသိန်းတာခုနဟိုပြည်သူတိုင်းပြည်မငြိမ်းချမ်းအောင်ဒီကောင်တွေလောက်တာပြည်သူကလောက်တာမဟုတ်ရှိုက်တက်ပြမှာအဲ့ရဲရောရုံမာနဲ့တသက်ကိုရုံမာနဲ့ဒီကောင်တွေလူအုပ်စုလိုက်ပြန်ပြီးတော့မိရ14လက်မှာ2ယောက်တဲ့ဟုတ်ဒီမှာ4ယောက်ကားသမား1ယောက်4ယောက်6ယောက်မိပါပြီအကြံတဲ့ဟာမိရပါသေးရဲ့ဟုတ်ပြောနေလူဖြန့်လာပြီဒီမှာအစာတွေကဒီကောင်တွေစော်ရတဲ့ဟိုထဲမှာနေတာလို့ခုနဟိုတော့ရေကျုံတော့ရေတက်လာနော်တစ်ချက်ကြည့်တော့အကောင်နေဒီရောက်ဝင်လာမှာအကောင်နေတီးနဲ့ကျုံပေးအကောင်နေခုမှတက်လာတာအဲ့ဒီမေဘေးရဲတွေဘာမှတုံးစားလို့မရစစ်ကားဖြောက်သွားတယ်သူတို့တီးတယ်ကားပေါ်စီးပြီးပါတင်သွားတယ်သူတို့တီးတယ်သူတို့မြင်တယ်ပရမာရဲ့ပြည်သူတွေဝုန်းလုံးနေတာသူတို့မြင်တယ်အေး14လက်မှမိရပြောတယ်2ယောက်တယ်ကောင်းရောလည်းမရောက်ဘူးရဲ့ဟမ်အော်တရက်ွက်လည်းဘယ်သူမှအိတ်လို့မရတော့တရက်ွက်လို့တော့မဟုတ်တော့ကျွန်တော်ဒီအောင်မြေသားတမျိုးနယ်လုံးဖြစ်နေဒီမှာကြည့်လားကျွန်တော်ဒီ12လမ်းနေဟို26လမ်းနေလူအပြည့်ရှိရဟိုလမ်းတိုင်းမှာလူရှိရအတညာလုံးပတ်မွေနေဟိုရက်ွက်ဝင်သွားဒီရက်ွက်ဝင်သွားဟိုလမ်းကြားထွက်လာဒီလမ်းကြားထွက်လာလိုက်ကားနဲ့ပတ်ဖြတ်နေတယ်ဒီမှာနေရလဲကောင်းနေသူတို့ကြီးဦးတဲ့အတင်းနဲ့မရှိဘူးမလားအခုကျွန်တော်တို့ဒီအောင်မြေသားအသေးနေရလဲကျွန်တော်တို့ဒီ pride ဟိုဟာလုပ်တဲ့အကိုတွေကလည်းဒါသူတို့တောင်းယူရလူကသူတို့မေးပြီးဒါဒီကားကလည်းသူတို့တွေကတရားဝင်မဟုတ်ဘူးပြီးတော့ဒီနာမည်လည်းသူတို့ထဲမှာမရှိဘူးတဲ့နော်အဲ့ဒါကိုကကိုယ်စဉ်းစားကြည့်လိုက်တော့ခုနကဟိုကိုပြောရမဟုတ်ဘူးတဲ့ပုံမားတယ်ဟိုကျွန်တော်ဒီဖုန်းနံပါတ်တွေအစားအမားတွေဟိုမှာစတစ်ကာတွေကတ်ထားတယ်အစားစတစ်ကာအစ်စ်တွေဒီပေးမှတရားခဏလေးပန်းချက်ကရောင်းထားတာဘယ်လိုမရဘူးဟုတ်တယ်အမဒီမှာစတစ်ကာတွေအခုမှအစ်စ်ကတ်ထားတာလို့ဒီမှာတွေ့လားစတစ်ကာတွေအခုမှအစ်စ်ကတ်ထားတာဒီမှာတွေကစအစ်စ်တွေကတ်တာအခုမှကတ်ထားတာဒီမှာဒါစတစ်ကာအခုမှအစ်စ်တွေဒီမှာတွေ့လားနော်ဒီမှာတွေ့လားဒီမှာနာမည်သူကသူပောက်ကရတွေဟိုရှောက်ပြီးတော့မှဟိုအောက်ပန်းစေးရှောက်ရေးလာတာဒီမှာကားဟောင်းမှာသူတို့အဲ့ကတ်တာဒီနှစ်ဖူးစည်းတွေမှာလည်းအမလကားဒီကောင်တွေကတ်တာဒီမှာလေဒီဟာတွေဒါမဟုတ်ဘူးနော်မဟုတ်ဘူးဒါပဲမေးအဲ့ဘာကားမှမဟုတ်ဘူးဒီမှာကြည့်ရဒီမှာခေါင်းနှစ်ဖူးစည်းမှာအခုမှကတ်တာနော်ဒီမှာအခုမှကတ်တာဒီမှာဒါတွေဒီမှာဟိုကျွန်တော်မပြောနဲ့တော့ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီတက်တိကံကပ်ပြားတော့ကញ្ញနာထုတ်တာတက်တိကံကပ်ပြားဆိုတာဒီမှာအခုမှအစ်စ်ကတ်တာဒီမှာကြည့်လိုက်ဒီမှာကားစားရလောက်တဲ့ကားဆိုဘာမှအကောင်ကတ်နေကြအကြောင်းကိုမရှိဘူးဒီမှာပေးတယ်မှာအစ်စ်တွေဒီမှာစတစ်ကာတွေကတ်တာအစ်စ်တွေဝေးဘက်လည်းရိုက်ကြည့်ပါဦးရိုက်ပြီးပြီကိုခုနကျွန်တော်ဒီကားအဲ့ကားတွေအစားကျွန်တော်အကုန်ရိုက်ပြီးသွားတယ်
ဒီတောင်းမှာဟိုမှာထိုင်နေအမှတေချာမေးနေဒီမှာကျွန်တော်ပြမယ်ဒီမှာအကောင်တွေထောင်ထွက်လက်မှတ်တွေပါတယ်အကုန်ပါတယ်ထောင်ထွက်လက်မှတ်တွေအကောင်တွေစီမှာအရောက်တိုင်းစီမှာပါတယ်ဒီမှာအဓိကကားသမားပဲကားသမားကွန်တက်လုပ်နေကားသမားမေးရမှာကားသမားကွန်တက်လုပ်နေကားရကောင်ဘယ်လောက်စောက်ချိုးပြေလဲမပြေလဲလို့ပြည်သူတွေဒီလောက်ဖမ်းပြီးတော့ကားထဲမှာစရိတ်ထိုင်တော့ပြီးတော့ခက်တီတီပဲကအင်းနဲ့ကိုခုန pride ကိုတွေပြောပြီးမဟုတ်ဘူးလေသူတို့ကားမဟုတ်သူတို့အတင်းမှမရှိမန်းလေးမှလည်းမရှိဘူးဒီကားရဲ့အစ်စ်တွေဟုတ်တယ်စီကားတွေကခုမှအစ်စ်တွေဒီဘောင်းကဒီမှာထောက်တော့လက်မှတ်တွေအကုန်ပါတယ်ဒီနေ့မနေ့ကထုတ်လိုက်တဲ့ဟာတွေထုတ်လိုက်ပြီးတော့မှပြည်သူကြတော့ဝမ်ဘိုးထုတ်ပြီးတော့မထွက်နေတယ်သူတို့ကြတော့ဒီမှာထွက်လာပြီးတော့မှထောင်သားတွေညပိုင်းကြမှာဗျာဘာလို့ဖို့ဒီ pride ကလည်းပို့ရတယ်နေကင်းပို့လို့ရတယ်ဗျာဝမ်ဘိုးမထွက်ရလို့ပြောထားတဲ့ဟာ pride ကဘာကိစ္စနဲ့ချိုးဖောက်တာလဲအဲ့မှာပါတယ်အကောင်တွေတေချာမင်းနေလုံးဝယုံကြအကြောင်းမရှိဒီဘက်တိုင်မှာဒီဘက်တိုင်မှာ2ကောင်ရှိရဒီဘက်တိုင်မှာအဲ့မှာကားသမားအဲ့ကောင်အဓိကကားသမားအဲ့ကောင်ကွန်တက်လုပ်နေတာအကောင်ကွန်တက်လုပ်နေအဲ့တိုင်ဘေးမှာဗျာတိုင်ဘေးမှာကွယ်နေတာဒီတိုင်အနီဘေးမှာကွယ်နေအဲ့မှာဒီဘက်ဘေးမှာအဲ့မှာလူမှုရေးပါဆိုမှရေးရတဲ့ကောင်အဲ့ကောင်အဲ့မှာအဲ့ဒီကောင်ပဲအဓိကအဲ့ကောင်ပဲဒီမှာကောက်လီသွားရှော့ပဲတွားညီမရှုပ်တယ်ကားလေးရှော့ပဲညီကွာရှုပ်တယ်လုံးဝမလွတ်နဲ့သူတို့သူ့ဆရာအကြောင်းမရှိဟိုမလွတ်ဘူးရဲလက်လည်းမအပ်ဘူးစောက်လို့ရုပ်လို့ဆရာမတော်လေးဆရာဟိုပြည်သူတွေမငိမ့်ကြအောင်လုပ်တာဒီကောင်တွေလုပ်တာပတ်လိမ်မှာပဲဒီကောင်တွေလိမ်မှာရနိုင်တော့လိမ်မှာဒီကောင်တွေပြောထားပြီးသားအပေးယူလုပ်ပြီးမှထောင်ထဲထွက်လာနေမှာအကောင်တွေဒီမှာကြည့်တယ်ကျွန်တော်ဇွန်းဆွဲပြတာဒီမှာကျွန်တော် live ပထမအောင်ဆုံးမှာဒီကောင်တွေမျက်ခွက်ပါတယ်ဒီကောင်တွေမျက်ခွက်ပါတယ် live ပထမအောင်ဆုံးမှာဒီကောင်တွေမျက်ခွက်ပါတယ်ဒီမှာအမရိုက်စမ်းမဒီပေါ်တင်ပြီးရိုက်နေမယ်အဲ့ကိုရိုက်တယ်မြင်တာရှင်းမလို့ဆရာဖုန်းနေဆက်တယ်ဘောဘာရိုက်အဲ့ကိုရိုက်တယ်ဟာဘိုးလုံးအဲ့နဲ့ရပါဟုတ်တယ်အကောင်တော့ဒီဘက်တိုင်မှာ2ကောင်ကြံနေသေးတယ်တိုင်မှာကားသမားနဲ့နောက်တစ်ကောင်ကြံနေသေးတယ်အဓိကဒီအင်ဂျင်နီနဲ့ကောင်စောက်ချိုးမပြေတာသိလားကျွန်တော်တို့ကားရက်ခိုင်းပြီးဖမ်းထားတဲ့ချိန်တော့ကတ်တီနဲ့ကျွန်တော်လက်ထဲစလိတ်ညက်ပြီးတော့တောက်နေသေးတာမခန့်လားမန်လေးတစ်မျိုးလို့နေရာနဲ့အောင်ဒီကောင်တွေလူပတ်ချနေတညာလုံးမြောက်ဝမ်ဘိုးရှင်းနိုင်မထွက်ရအမိန့်ထွက်ထားပြီးတော့မှအဲ့လူတွေဟိုနာချဒီနာချဒီရောက်ကတော့မအိပ်ဘူးဗျာအကုန်လုံးတယောက်ရောက်လာတိတာနဲ့အကုန်လုံးကဟိုအိုးတွေခွက်တွေတန်းတွေတီးကြရဗျာအဲ့လိုတင်းနဲ့အခု10နာရီကျော်17နာရီလောက်ကြာမှဒီကောင်ပရိုက်ကကောင်ကျွန်တော်2ချိန်3ချိန်မြေလို့မတင်ငါလို့ဆိုရက်ခိုင်းလိုက်ခါမှာဒီကောင်တွေထောင်ထွက်တွေမှာအကုန်တီးရရဲကိုလုံးဝမဆိုင်နဲ့အဲဒီလူတွေထဲကရဲလိုက်ကိုငါပါနဲ့ရဲလိုက်ဒီကောင်လေးလွတ်သွားမှာလို့မပေးနဲ့ရုံမာတယ်ဒီကောင်လေးစလေးလမ်းမှာ2ယောက်စလေးလမ်းမှာစားတယ်ဒီကောင်လေးခွေးဘလူးနဲ့တောင်းနေလို့ပြောတာဟိုအဲ့ဟိုရက်ွက်ထိတ်ကပြောတာမမိဘူးခုနမှမိတာဟိုဒီဘက်မှာ4ယောက်မိမန်လေးတစ်မျိုးလုံးနေရာအနှံ့ပတ်ချနေဒီကောင်မန်လေးကလူတွေအထူးသတိထားနော်သတင်းချတဲ့လောက်ကသူတို့တင်လာတဲ့ကားစီပီပါကားတွေကမီးရှို့ဖို့လို့ပြောတယ်နော်သတိထားပါအဲ့ဒါဟုံးမောက်တော့သတင်းကမသေးကြဘူးဒါပေမဲ့ဒီကောင်တွေလှုပ်တဲ့ပုံစံတွေကတိုင်းမီးရှို့မဲ့ကောင်ရဲပါနေ
အဘမှာလည်းရှိရဒီဘက်တောင်းမှာလည်းရှိရဒီဘက်မှာဒါလည်းမတော့ဒီဘက်မှာလည်းလူတွေကအပြည့်ပဲလမ်းတိုင်းမှာလူအပြည့်ရှိရဒီမှာလမ်းတိုင်းမှာလုံးဝမလွတ်ဘူးဟိုလမ်းဝင်လာဒီလမ်းဝင်လာလမ်းရှိသမျှလမ်းအကုန်ဝင်လာဒီကောင်ဒီမှာလမ်းတိုင်းမှာလူအပြည့်ရှိရရှေ့ရောနောက်ရောတညလုံးပြည်သူတွေမအိပ်အောင်ဒုက္ခလိုက်ပေးတာအဲ့မှာသူတို့ခုန pride အတင်းတော့လာလို့ပြောကိုမဟုတ်တော့အဲ့မှာအပြင်ထွက်တာနဲ့ရဲလက်မှန်နဲ့ရိုက်တတ်ပလားခေါ်ရလာကြီးခေါ်ရတယ်ကွာလူလာနေတယ် လုံးနေလို့ တော့မအားလာတယ်ညားတယ်ပြောလိုက် ဟိုဒီကောင်တွေတတ်မယ်ဖြတ်မယ်လုံမယ်ဆိုမှဒီကောင်တွေအမှန်တရားထွက်မှာမဟုတ်ပဲအဲ့ဒါခေါ်ပြီးပိတ်ထားပြီးမေးနေတော့ဒီကောင်တွေအမှန်တရားမပြောဘူးကျွန်တော်ပြောထောင်ထဲထွက်လာတဲ့ဒီကောင်တွေအပေးယူလို့ပြီးထွက်မှာကြည့်လားကိုမိကိုခံပြောမှာမင်းထွက်ချင်တယ်ဟုတ်တယ်မလားဒီမဲ့ဒီကောင်ထိုင်ခိုင်းလိုက် ဟာ အားလုံးဝိုင်းလိုက်တော်လာပါ ခြံနဲ့ဝင်သွားတယ်လေချစ်လက်ငယ်ကြီးကိုဘယ်လိုပြသွားလဲ ကျွန်တော်ပြောထောင်ထဲမှာသူတို့တည်းတခိုးဝိဇ္ဇာတွေပဲရှိမှာလေဟုတ်တယ်မလား ဘလူလွတ်လိုက်တာသိလား တခိုးကြပိုးနဲ့ ခိုးကြဖို့လွတ်လိုက်တာငတ်တုံးတခိုးကြဖို့ဒါလွတ်တာအပြေးကွက်တော့ကောင်လွတ်တာ ဟိုဆိုင်ငယ်တွေကဟိုကမိသက်ကောင်းခေါ်တာလို့ပြောတယ် ကျော်လုံးပဲရှိသေးတယ်ဘာမှမကြောက်တော့အကုန်လုံးပတ်ပတ်လေးပတ်လေးလဲ ကောင်းတယ်လို့ အဲ့လိုကောင်တွေပဲလေတခိုးငတ်တပြားငတ်တူတွေထုတ်တာအဲ့လိုကောင်တွေကိုပဲ ကောင်တွေရဲ့အထောင်းထဲမှာအငယ်တွေထုတ်တာ ဒါကျွန်တော်မိသက်ခေါင်းဆောင်ကမန်လီဒီအောင်မြင်တာဆန်ကမိသက်ခေါင်းဆောင်နေကျွန်တော်တို့ခေါ်တာပါသူတို့တွေဟုံမအတီးပြုတ်နိုင်မှုအတွက်ခုန pride အတင်းကတော့သူတို့ရဲ့အတင်းလုံးဝမဟုတ်ပါဘူးလို့သူတို့ပြောတယ် pride အတင်းကသူတို့မန်လီ pride အတင်းအောင်မြင်တာဆန်လို့ပြောတယ်ကားမှတက်ထားတာမန်လီအောင်မြင်တာဆန်လို့တက်ထားပြီးတော့အောင်မြင်တာဆန်လုံးဝမဟုတ်ဘူးကျွန်တော်တို့အတင်းတွေက pride အတီးယူပြီးသွားပြီကျန်တဲ့ pride မန်လီကတွေ contract ချိတ်တာလေဒီ pride အတင်းရဲ့နာမည်ကကျွန်တော်တို့မှတရားဝင်မရှိပါဘူးဒါဒီကောင်တွေညာပြီးလောက်တာပြောတာအခုဒီမှာသူတို့မိသက်လို့ထပ်ပြောပြမယ်အခုဒါကျွန်တော်မိသက်ကခေါင်းဆောင်ထပ်ခေါ်တာဟုတ်တယ်ကိုလိုက်လို့နာ တွေ့နေဆိုတခြားတွေပါရုပ်ပါမှာဒုက္ခဟုတ်လေရတယ်ဒီကောင်တွေလုံးဝမှန်ခါ ဟာ နော်အဲ့ဒါကိုပြင်လာတော့မှန်တယ်ဒါပေမဲ့ဒီလိုဖြစ်ဖြစ်ရွင်ယူပါဒီလိုတင်ဟိုရဲအဲ့ဒါကမောင်းဒုက္ခများမယ်ဗျနော်ငါ့ကိုအဲ့လေးစိတ်လျှော့ပြီကျွန်တော် live shot လိုက်ပြီနော်ပါပါရေနာဘူးပါပြီဘယ်နဲ့ဟောလာပြီ